rotational motion အတိုင်းလဲမယ်ဆိုလို့ရှိရင်သူ့မှာပါဝင်တဲ့အမုံလေးတွေရဲ့အကွာအဝေးဟာပြောင်းလဲမသွားဘဲနဲ့ကိန်းဒီအတိုင်းပဲကျန်နေခဲ့မှာကိုတွေ့ရမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဆရာဒီနေ့ဆွေးနွေးပေးသွားမှာက rigid body အကြောင်းလေးပဲဖြစ်ပါတယ် rigid body ဆိုတာကမြန်မာလိုပြန်ရင်ခက်မာဝတ္ထုပေါ့နော် A rigid body is a body that does not deform or change shape အဲ့ဒါကိုဘာသာပြန်ကြည့်အောင် A rigid body ခက်မာဝတ္ထုတစ်ခုဆိုတာ that does not deform or change shape ပုံသဏ္ဍာန်သို့မဟုတ်ပုံစံပြောင်းလဲမသွားသော is a body အရာဝတ္ထုတစ်ခုဖြစ်ပါတယ်နောက်ထပ်ပြီးတော့ရှင်းထားပါသေးတယ် That is ဆိုလိုတာက no matter how the body moves အရာဝတ္ထုမြည်များပင်ရွေ့လျားစေကမူ within the body အရာဝတ္ထုမှာပါတယ် the distance between any two particles အမှုန်နှစ်ခုကြားအကွာအဝေးဟာ remains constant ကိန်းတည်ကျန်ခဲ့ပါတယ်အဲ့ဒါကိုနားလည်လွယ်အောင်ဥပမာလေးတစ်ခုနဲ့ပြီးရင်ရှင်းပြပေးပါမယ်နောက်တစ်ချောင်းကိုဆက်ကြည့်အောင်ပါIf a rigid body is in rotational motion ခက်မာဝတ္ထုတစ်ခုဟာဝင်ရိုးဗဟိုပြုလှည့်နေရင် all the particles constituting it ၎င်းမှာပါတဲ့အမုံအလုံးဟာ about a common axis ပုံဝင်ရိုးတစ်ခုမှာ undergo circular motion စဝိုင်းပုံလှည့်ခြင်းဖြစ်လာပါတယ်ဒါဆိုရင်ဆရာတို့ဆိုလိုရင်းအဓိပ္ပာယ်ကိုကြည့်ကြရအောင်ပါဒီပုံလေးဟာ rigid body တစ်ခုလို့ပဲဆိုပါစို့သူရဲ့အလယ်မှာလှည့်နေမဲ့ဝင်ရိုးတစ်ခုရှိမယ်ပေါ့နော်နောက်ပြီးတော့ P1 P2 P3 လို့ခေါ်တဲ့အမုံ၃ခုရှိတယ်လို့ဆိုကြပါစို့ဒီ rigid body က rotational motion အတိုင်းလဲမယ်ဆိုလို့ရှိရင်သူ့မှာပါဝင်တဲ့အမုံလေးတွေရဲ့အကွာအဝေးဟာပြောင်းလဲမသွားဘဲနဲ့ကိန်းဒီအတိုင်းပဲကျန်နေခဲ့မှာကိုတွေ့ရမှာဖြစ်ပါတယ်ဒီ rigid body ဘယ်လိုပဲရွေ့သူနဲ့ပါဝင်ဖွဲ့စည်းထားတဲ့အရာတွေအားလုံးဟာသို့မဟုတ်အမုံတွေအားလုံးဟာဘယ်တော့မှပြောင်းလဲမသွားပါဘူး rigid body တစ်ခုလုံးဟာလည်းဘယ်လောက်ပဲရွေ့ပုံသဏ္ဍာန်ရောပုံစံရောလုံးဝပြောင်းလဲမသွားပါဘူးအဲ့ဒါကို rigid body လို့ခေါ်တယ်ပေါ့နော်ဒါလို့ဆိုလို့ရှိရင် rigid body ရဲ့ဥပမာလေးကိုနားလည်သဘောပေါက်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်တစ်ပတ်ကျရင်ဆရာတို့ page 3မှာရှိတဲ့ example 1.1 ကိုတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်နော်